ဒီနေ့အိန္ဒိယနိုင်ငံမှာဖြစ်ပွားနေတဲ့တေဆုံးလုံးလဲမြင်ပါတယ်နီပါဗိုင်းရပ်စ်အကြောင်းကိုကျွန်တော်ကလိုရင်းတွေ့ရှင်းပြောပြပေးသွားမယ်နော်နီပါဗိုင်းရပ်စ်ကိုပထမဆုံးစတွေ့တာက1996ခုနှစ်မလေးရှားနိုင်ငံနီပါမြစ်ဘေးကဝက်မွေးမြူရေးစခန်းတစ်ခုမှာစတွေ့ခဲ့တာအဲ့စခန်းကအလုပ်သမား200ကျော်ကူးစက်ခံရတယ်အဲ့ထဲမှာ100ကျော်ကပြင်းထန်အုံနောက်အမေးရောင်နဲ့တေဆုံးခဲ့တယ်လို့ပြောတယ်အခု2026မှာပြန်တွေ့တာကကြတော့အိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်ကဘရာဆက်ဆိုတဲ့မြို့လေးမှာပြန်တွေ့တာအဲ့ဒီမှာအတည်ပြုလူနာပေါင်း9ဦးထိရှိပြီးတော့မှလူပေါင်းအယောက်100ကနေ120ထိက quarantine လုပ်ထားတယ်အဲ့ထဲမှာအများစုကဆရာဝန်သူနာပြုတွေနဲ့ကျန်းမာရေးဝန်ထမ်းတွေဖြစ်တယ်လို့ဆိုတယ်နိုင်ငံတကာမှာလည်းအနောက်ဘင်္ဂလားကလာတဲ့ခရီးသည်တွေကိုတင်းတင်းကြပ်ကြပ်စောင့်ကြည့်တာကျန်းမာရေးစစ်ဆေးတာမျိုးတွေလုပ်နေတယ်အဲ့တော့နီပါဗိုင်းရပ်စ်ဆိုတာဘာလဲဆိုတော့သူက zoonotic disease လို့ခေါ်တဲ့တိရစ္ဆာန်ကနေလူကိုကူးတဲ့ရောဂါပိုးဖြစ်တယ်ဘယ်လိုကူးတယ်လဲဆိုလို့ရှိရင်အသီးစားလေးနို့တွေကနေတဆင့်ကူးဆက်တယ်အဲ့ဒီလေးနို့တွေစားထားတဲ့အသီးတွေလူတွေကစားမိတာယောဂပိုးရှိနေတဲ့ထရည်တို့ဓနိရည်တို့ကိုတောက်မိတာနောက်တစ်ခုကအဲ့ဒီလေးနို့တွေနဲ့ထိတွေ့ပြီးတော့မှယောဂကူးဆက်ခံထားရတဲ့ဝက်တို့နောက်မြင်းတို့စိတ်တို့အဲ့ဒါတွေနဲ့လူတွေကထိတွေ့တာဒါမှမဟုတ်လေအဲ့ဒီအသားတွေကိုမကြက်ကြက်ချက်ပြုတ်ပြီးစားတောက်မိတာဒါမျိုးတွေကနေတဆင့်လူတွေစီကိုအဲ့ virus ပိုးကရောက်လာတယ်ပြီးရင်တော့အဲ့ဒီ virus ပိုးတွေကလူတွေရဲ့တတွေးတွေတလိပ်တွေနောက်စီးတွေသွေးတွေကနေတဆင့်လူချင်းပြန်ပြီးကူးဆက်တယ်အဲ့ဒီ virus ပိုးကလူစီကိုရောက်ပြီဆိုရင်အဓိကအသက်ရှူလမ်းကြောင်းနဲ့ဗဟိုအာရုံကြောစနစ်ကိုတိုက်ခိုက်တယ်အဲ့တော့ယောဂလက္ခဏာတွေအနေနဲ့ကအသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေဖြစ်တဲ့အသက်ရှူရခက်တာအဆုတ်ရောင်တာအောက်ဆီဂျင်ကျတာစတဲ့ယောဂလက္ခဏာတွေနဲ့လာတယ်ပြီးရင်အစောပိုင်းမှာတုပ်ကွေးယောဂရဲ့လက္ခဏာတွေနဲ့လည်းလာတတ်တယ်ကိုယ်ပူကြီးတာဖျားတာကြွက်သားတွေနာတာခေါင်းမူးခေါင်းကိုက်တာပြုတ်ရအန်တာစတဲ့ယောဂလက္ခဏာတွေပြီးရင်တော့အုံနောက်အမေးရောင်တဲ့အဆင့်ကိုရောက်ပြီဆိုရင်တော့စိတ်ရှုပ်ထွေးလာတာလုံမင်းမိန်တာတက်တာသတိလစ်တာစတဲ့ယောဂလက္ခဏာတွေဖြစ်လာမယ်တချို့တွေကြတော့ဘာယောဂလက္ခဏာမှမပြတာမျိုးလည်းဖြစ်နိုင်တယ်အခုချိန်ထိကုသဖို့ဆေးမရှိသေးပဲနဲ့သေဆုံးနိုင်ကြရလဲ40%ကနေ80%ထိရှိတယ်အဲဒါကြောင့်မို့ကျွန်တော်တို့ကကုသရေးထက်ယောဂမကူအောင်ကာကွယ်ရေးကိုပဲကျွန်တော်တို့ကအလေးထားပြီးလုပ်ကြရမှာဖြစ်တယ်ဘယ်လိုကာကွယ်ရမလဲဆိုရင်ထမ်းရည်တို့ဓနိရည်တို့မတောက်ဖဲနေတာနောက်လင်းတို့ကြိုက်ထားတဲ့အသီးတွေကိုမစားတာလက်ကိုစက်ပြာနဲ့စနစ်တကျတေချာစီကြောတာမျိုးပြီးရင်ယောဂရှိနေတဲ့လူနာနဲ့ထွေတေတာမျိုးရှောင်ကျဉ်ရမယ်mask တေချာတက်ပြီးတော့မှလူစုလူဝေးကိုရှောင်ကျဉ်တာမျိုးလည်းလုပ်ရမယ်ကျမရဲ့ဝန်ထမ်းတွေအနေနဲ့ကတော့စေုံစေကန်းတွေမှာလိုက်နာဖို့ချမှတ်ထားတဲ့ protocol တွေအတိုင်းလိုက်နာကျင့်သုံးခြင်းဖြင့်ယောဂကူးစက်မှုကိုရှောင်ရှားနိုင်မှာဖြစ်ပါတယ်ဒါလို့ဆိုရင်ဒီပါဗိုင်းရပ်စ်အကြောင်းအကြမ်းဖျင်းသိပြီလို့ထင်ပါတယ်ဒီဗီဒီယိုလေးအကျိုးရှိရဆိုရင် like and share လေးလုပ်သွားပေးပါနော်အားလုံးကျန်းမာချမ်းသာကြပါစေဗျာ